A တိတသမ6သောမြခုနှစ်2016 7နာရီ18မိနစ်သောမြခုနှစ်2016 4နာရီ15မိနစ် UTC AS A တိတသမသောမြကီလိုမီတာ19တသမ86 99တသမ9ကိုမင်းလင်းခေခရိုင်ရှမ်းပြည်နယ်17ကီလိုမီတာ9တသမ45လွိုင်ကော်မြို့လွိုင်ကော်ခရိုင်ကယားပြည်နယ်98ကီလိုမီတာ48တသမ4A